မစင်းစားမိဘူးဝတ်သားရဲ့ဒီနီလန်းကိုမျှဝေပေးဖို့အတွက်တယောက်တည်းချက်နေမိတဲ့အတွက် sorry ပါဒီနေ့မှမျှဝေပေးပါမယ်ဆိုင်မှာဝယ်မစားပါနဲ့တော့အိမ်မှာလှုပ်စားကြည့်ဝတ်သားကိုရေသေးချဆေးပြီးတော့ပကံလုံးနဲ့ထည့်ပါကြက်သွန်မိန်းနဲ့ချင်းထည့်ပါဟင်းချက်ဝိုင်းပဲငံပြာရည်ခရူစီစားငရုတ်ကောင်းထည့်ပြီးတော့ဘဲဘက်လက်မှာလက်အိတ်ဆက်ပါပြီးရင်ညာဘက်လက်နဲ့ပါ10မိနစ်လောက်နှက်ထားလိုက်ပါကျုံနှလုံးကိုပကံလုံးနဲ့ဖောက်ထည့်ပြီးတော့မှုေထားပါအသေးပေးရဆိုတာပတ်စံမကုန်ပါဘူးကျွန်တော်အတွက်တော့အရန်ကိုအားဖြစ်ပါတယ်ဒါကြောင့်အပန်းမကြီးဘူးဆိုရင်အသေးလေးတွေပေးသွားပေးပါနေပြီးသွားရင်ဂျင်းနဲ့ကြက်သွန်မိတ်ကိုဖယ်လိုက်ပါကော်မုတ်နှစွန်းထည့်ပါတေချာထက်နေပါအိုးရမှာစီကိုအပူပေးပြီးထည့်ကြော်ပါစီနဲ့မီးအေးနဲ့ဖြည်းဖြည်းချင်းကြော်ပါနှစ်ဖက်လုံးညီပြီးအယောင်လေးတွေပြောင်းလာအထိကြော်ပါဒီလိုဖြည်းဖြည်းကြော်တာအပြင်ဘက်မှာလည်းကျွတ်ကျွတ်လေးနဲ့စားကောင်းပြီးတော့အထဲမှာလည်းနူးဤနေပါတယ်အတုံးလေးတွေကိုစိတ်ကြိုက်တုံးပြီးတော့တငယ်ချင်းတွေနဲ့စုံတုံလှုပ်ရှားကြည့်ပါနေလေစာကိုအသားပါမှာစားကျင်တဲ့ကလေးတွေကိုဒီဟင်းကိုမဖြစ်မနေချက်ကျွေးသင့်ပါတယ်ကျမ်းမာရေးအတွက်လည်းတင့်တော်ပြီးတော့အရန်လည်းအရသာရှိပါတယ်ဝတ်သားကိုရေသီးချဆေးပြီးတန့်စင်ပြီးတော့တောက်တောက်ဆင်းပါတကြားစားငရုတ်ကောင်ပဲငံပြာရည်ခရူစီထည့်ပြီးတော့အသားတဲ့အရသာတွေစိတ်ဝင်အောင်မွေးပါပကံလုံးထဲကိုကော်မုတ်တစ်စုံထည့်ပါရေနည်းနည်းထည့်ပြီးတော့ကျုပ်တစ်လုံးဖောက်ထည့်ပါမွေးလိုက်ပြီးတော့အသားပေါ်ကိုလောင်းချလိုက်ပါထက်နေပေးပါပေါင်းမှုအတွက်ပကံနဲ့ထည့်ပါကော်ပြားမှာစီလေးတုပ်ပြီးတော့အသားမှာတုပ်ပါပလတ်စတစ်နဲ့လုံအောင်တေချာဖုံးပြီးမိနစ်40လောက်နှက်ထားပါပြီးတော့ရင်တော့ပေါင်းမှာပေါင်းထားပြီးကြက်သွားရင်အေးအေးခံထားလိုက်ပါအသားပြားလေးတွေလီးပေးလိုက်ရင်တော့ကလေးတွေအကြိုက်ဖြစ်နေမှာ